ကျွန်တော်ဒီနေ့ဈေးမှာစားစရာနည်းနည်းပါးပါးတောက်ရပါမယ်ဈေးတွေကတင်လန်းတင်ရမယ်ဟာလည်းဖြစ်ရမယ်ဘာဝယ်မယ်ဆိုတာကိုပြပြပါမယ်ဒီနေ့ရာသီဥတုကတော့တော်တော်လေးအေးပါတယ်ကျွန်တော်စာအောင်ပြောင်းပါပြီဒီနေ့ဝယ်လာတာဈေးလည်းတင်ရမယ်ကျက်မအင်းတွေလည်းညီညွတ်ရမယ့်စာရေးကြီးရွေးပြီးဝယ်လာပါတယ်ဒီနေ့ကဒါကတော့ပါမုံကျန်းဝယ်လာဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ကကာဘိုဟိုက်ဒရိတ်ကိုကစုံဝယ်လာတာပါဒီကစုံကလည်းဒီထဲမှာဈေးတင်ပြီးတော့တဲပါကျက်မအင်းနဲ့ညီတဲ့စာဟာလာဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ကအာလူနှလုံးလည်းဝယ်လာပါတယ်နောက်ပြီးရင်ကျွန်တော်ကကြော်စားဖို့ရအတွက်ကဘူကိုရီကိုဝယ်လာပါအားလုံးပဲနောက်ဗီဒီယိုလေးမှာဒီကောင်တွေကိုဘယ်လိုမျိုးတနေ့ချင်းစီမှာအစားထိုးပြီးတော့စားသွားမလဲဆိုတာကိုကျွန်တော်ပြပြပေးသွားပါမယ်